Telegram ဒီနေ့ကတော့ရီးစားမရှိရဲ့ FA အတွက်ဒီ game လေးတစ်ရင်းမိတ်ဆက်ပေးပါပြီပါဒါတော့ဒီ game လေးနာမည်တော့မသိဘူးကဲဒီတဲဝင်မယ်ဒီတဲဝင်လိုက်မယ်အတန်တိုးလိုက်မယ်ပေါ့နော်ပြီးရင်တော့အရင်ဦးဆုံးပေါ်လာမှာကြတော့ကွာဒီမှာနာမည်ထည့်ရမှာပေါ့နော်နာမည်တော့သူကြိုက်ကနာမည်ကိုရေးလိုက်ပေါ့နော်ပြီးဒီမှာဒီမျိုးလေးပေါ်လာရမယ်သူကမြန်မာတို့ကိုရီးယားလို့ဂျပန်ဘာသာမျိုးစုံရှိရပေါ့နော်ကိုကြိုက်ကဘာသာသူနှိမ့်လိုက်ဒီမှာတော့မြန်မာပေါ့ဒီဒါလေးကိုနေမယ်ပေါ့နော် ID mobile ကိုနေမယ်ပြီးခဏဆောင်ပေါ့နော်ပြီးရင်တော့ဒီမှာ skin တွေပါရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျမကတော့ main ကလေးဆိုတော့ main ကလေး skin လေးပဲလောက်လိုက်တော့မယ်ပေါ့နော်တဲ့တာမယ်ဂိမ်းလေးဒီတော့တခုဖြစ်တာဒီကလူတွေအခုဒီလူတွေကောင်ကလူအစ်စ်တွေကသူတို့စားရဲစားရဲသူတို့စကားပြောနေကျမအတန်ဖွင့်ရတယ်နော်အဲ့ဒါဘယ်ပြောနေတယ်ကွာအဲ့ကြောင့်မလို့ဒီကိန်းနဲ့တော်တော်ဆောက်လို့ကောင်းတယ်လို့ပြောဟုတ်တယ်ဒီနေ့ဒီမှာရီးသားတွေပါရေးလေးပြောပြရတယ်ဒီမှာကောင်းလေးလို့ပြောတယ်နော်ဒါရီးသားမရှိတဲ့ FA တကယ်ကျင်းနေတယ်အများကြီးရရပါတော့အဲ့ဒီနေ့ပြတော့အဲ့လို